အရန်ပြောဖို့ကောင်းတယ်အမျိုးသမီးလက်ရည်စင်အတင်းဘဒုလို့ထင်လို့လေပုတုအလူငွေလက်ထဲတာဟမ် တိုက်စစ်မှုမေထဲလူကိုစားပြု၍ HNH မေထဲလူဖန်ကလပ်ကနေ14သိန်း5000ကျပ် လှူဒါန်းလိုက်ပါတယ်လို့ရေဘေးအတွက်ပေါ့နော်အရန်ပြောတယ်လို့ပုတုကအားတဲ့အချိန်လေးပေါ့နော်ဒါဒီအချိန်လေးပဲပုတုကလိုင်းမိတဲ့အချိန်လေးကိုပုတုကလိုင်းတက်တယ်အလူငွေပတ်စံတွေကိုရေဘေးအတွက်ကိုထိထိရောက်လေးပေါ့နော်အကောင်းဆုံးနဲ့ဆောင်ရွက်သွားမှာပေါ့နော်တကယ်ကျေးဇူးတင်တယ်တိုက်စစ်ဘူးဒီတက်မကမေမမေထလူကိုစလဲ ကိုစားပြု၍ HNH မေထဲလူဖန်ကလပ်ကနေ14သိန်း5000ကျပ် လူတားလိုက်ပါတယ်လို့နော်အရန်လည်းကျေးဇူးဒီတက်မကလူနိုင်တန်းနိုင်ပါသေးဘဝဆက်တိုင်းအောင်မြင်မှုတွေအများကြီးရရှိနေပါသည်နိုင်ငံထက်ကိုကြော်ကြားပြီးတော့ဘယ်လိုပြောအောင်လဲဟုတ်လေတကယ်ပြည်ကြီးဖြစ်လို့ပေါ့နော်တကယ်လေးစားတယ်အားပေးခဲ့တာပေါ့နော်ဒါပုတုလို့လည်းပေါ့နော်ဒါတကယ်ဟိုအထူးလည်းကျေးဇူးတင်ပါတယ်ပေါ့နော်